အခုကကျွန်တော်တို့ကာယဘူတာကနေဗုဒ္ဓကာယကိုစထွက်နေပါပြီကျွန်တော်တို့ကရန်ကုန်ကနေကာလကတာကိုသွားဖို့အတွက်ရန်ကုန်ကဗီဇာတွေလေယာဉ်လက်မှတ်တွေကိုကျွန်တော်တို့ကြိုတင်လုပ်ရပါတယ်လေယာဉ်လက်မှတ်တွေဆိုလည်းကျွန်တော်တို့8လပိုင်းကုန်ကန်ဒီလောက်ခဏစာပြီး run ရပါတယ်ဗီဇာတွေရောစပြီးတော့လုပ်ရပါတယ်လေယာဉ်လက်မှတ်ကိုသွားပြန်ဗီဇာတွေရောဆိုတယောက်ကိုကျွန်တော်14သိန်းခန့်လောက်ကုန်ပါတယ်ရထားလက်မှတ်မပါသေးပါဘူးရထားကတော့တယောက်ကို3သိန်းခွဲလောက်သွားပြန်3သိန်းခွဲဝန်းကျင်လောက်ကုန်ပါတယ်ခင်ဗျာရန်ကုန်ကနေကာလကတာကိုလေရင်ကကျွန်တော်တို့6:45ကိုကျွန်တော်တို့ထွက်ဖို့ဟာကိုနောက်ကျသွားတာကျွန်တော်9နာရီကျော်လောက်မှထွက်ပါတယ်ဟိုကျွန်တော်တို့9နာရီထိုးကန်ဒီလောက်ရောက်သွားပါတယ်ခင်ဗျာနည်းနည်းလေးနောက်ကျတဲ့တော့9နာရီလောက်ရောက်သွားတယ်ကျွန်တော်တို့မြန်မာစံတော်ချိန်နဲ့အိန္ဒိယစံတော်ချိန်က1နာရီกว่าဟာပါတယ်မြန်မာစံတော်ချိန်က1နာရီစောတယ်ပေါ့ကျွန်တော်တို့ဟိုမှာကျတော့1နာရီနောက်ကျပါတယ်အဲ့တော့ကျွန်တော်တို့ကဟိုမှာမိုးချုပ်ကြီးရောက်သွားတဲ့အတွက်လေစိတ်ကနေတခါတဲတဲ့နေရာကိုခဏသွားနည်းနည်းတော့ခက်ခဲလေးတော့ဖြစ်ပါတယ်ခင်ဗျာကာလကတာကနေကာယာကို6နာရီထွက်တဲ့ရထားကလည်းနည်းနည်းနောက်ကျပြီး6ခွဲ9နာရီလောက်မှထွက်ပါတယ်ကျွန်တော်တို့ကာယာကိုနေကင်း12နာရီခွဲ12ဝန်းကျင်လောက်ရောက်ရှိပါတယ်အခုကကာယာမျိုးလေးပေါ့ကျွန်တော်ရောက်လို့ကာယာနေပြန်ထွက်လာပါပြီကာယာမျိုးလေးပါကာယာကနေခုကျွန်တော်တို့ကဗုဒ္ဓကာယာကိုသွားနေတာပေါ့နော်ဗုဒ္ဓကာယာမှာကျွန်တော်တို့တဲမဲ့ကျောင်းပေါ့ရတနာခရဆိုတဲ့ကျောင်းမှာကျွန်တော်တို့ကအဲ့မှာကထိန်ခင်းမိသားစုကထိန်နဲ့တဲကြမှာပါဒါကတော့ဗုဒ္ဓကာယာမျိုးလေးပေါ့အဲ့တဲကသွားနေတဲ့လမ်းအိမ်လေးတွေဖြစ်ပါတယ်အနန္တလေးရောနည်းနည်းတော့မတ်ကလေးတွေယူသွားပါကျွန်တော်ကမတ်တွေပါခဲ့တဲ့နည်းနည်းလေးတော့ဘာဖြစ်တာပေါ့အနန္တလေးမကောင်းပေါ့ကျွန်တော်တို့တဲမဲ့ဘုန်းကြီးကျောင်းကိုရောက်ပါပြီရတနာဂရပါကျွန်တော်မြန်မာကျောင်းကထိန်ကမနက်ဖြန်မှာ21ရက်နေ့မှာဆိုတော့ကျွန်တော်တို့ဒီနေ့20ရက်နေ့ဆိုတော့ခဏနာအောင်မှာပေါ့နော်အခုရောက်တဲ့ဒါကျွန်တော်တို့ရောက်တဲ့ဟိုဘုန်းကြီးကျောင်းအခန်းလေးတွေပါတန်ရှင်းနေတာပါပဲခင်ဗျာဘုန်းကြီးကျောင်းဘုန်းကြီးကလည်းပြောပါတယ်အဖြူတွေပဲတုံးတယ်တဲ့ပေတာညစ်တာတွေတည်အောင်လို့အတွက်တဲ့အဲကွန်လည်းရှိပါတယ်ဒီကျောင်းမှာတော့ဒါကတော့ toilet ပါရေချိုးခန့်အိမ်တာပါကျွန်တော်တို့ခုနားပြီးပြီဆိုတော့ကျွန်တော်တို့ကဖျားပွင့်တဲ့နေရာကိုသွားပါတယ်အဲထဲမှာတော့ကင်မရာယူသွားလို့မရတဲ့အတွက်အပြင်ဘက်မှာပဲမှတ်တမ်းတပ်ပုံရိုက်ခဲ့ပါတယ်ဒါကျွန်တော်တို့ဒီနေ့ကထိန်မှာ21ရက်နေ့ကထိန်ဖြစ်သွားပါပြီကထိန်အလူမင်္ဂလာလေးပါခင်ဗျာဘုန်းကြီးနဲ့ဘုန်းကြီးတန်ခါတီလာရှင်ရောအားလုံးပေါင်းကျွန်တော်တို့45ပါဘုန်းကြီးပါ40ပေါ့တီလာရှင်5ပါနဲ့ဆိုတော့45ပါစာကျွန်တော်တို့ကအလူတန်းပါခင်ဗျာဒီကထိန်ပြီးတော့ကျွန်တော်တို့မိသားစုရဲ့တုံးတစ်ပတ်ဝစ်ကြပါတယ်ခေါင်းရိပ်နေတာပါခင်ဗျာခေါင်းရိပ်ပြီးတော့ကျွန်တော်တို့ခုသာသနာပေါင်းဝင်ဖို့အတွက်ကိုခဏလေးထိုင်ဆောင်နေရပါတယ်တိမ်ဝင်တာပေါ့